နာမည်မှာပစောက်ရေမရေဘာကုန်းရေပါတဲ့နာမည်ပိုင်ရှင်တွေဒီရပိုင်းတွင်းမှာအကြီးအကျယ်ကိုမှငွေအစုလိုက်အပုံမှန်ရရှိတယ်နော်ထီပေါက်မယ်ဖုန်ကနန်းငါးကနန်းနှစ်ကနန်းပါတဲ့ထီကိုထိုးရမယ်ငွေကြီးကန်အင်မတန်မှအားကောင်းပါလေမကြခင်ပေါ့နော်3ရက်ကနေတပတ်အတွင်းမထင်မှတ်ထားတဲ့ surprise ဆိုပြီးတော့ငွေတွေရရှိလာအစုလိုက်ပုံလိုက်မျော်မှန်းထားတဲ့ထပ်ပုံပြီးတော့မျော်မှန်းထားတဲ့ပမာမနာထက်ကိုမှပုံပြီးတော့ခုစီလက်လာပါလေရရှိလာမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီနာမည်ပိုင်ရှင်တွေကဒီရက်ပိုင်းထဲမှာအင်တန်မှကန်ကောင်းတယ်နော်အသီးသီးသောထူးထူးသောကံကြမ္မာတွေနဲ့ကောင်းမွန်ပြီးတော့ချမ်းသာဒုက္ခရရှိမဲ့နေနံပိုင်ရှင်တွေဖြစ်ပါတယ်ခင်ဗျာအဲ့တော့ထီထိုးတဲ့နဲ့စီးပွားရေးနဲ့ပတ်သက်တဲ့ကံကောင်းပါလေငွေကြီးကံအားကောင်းပြီးတော့အလုံးစုံသောကံကြမ္မာတွေကောင်းမွန်မှုတွေအေဂျင်ရှင်တွေနဲ့ကျွယ်ဝပါရခြင်းတွေရောက်ရှိမဲ့နေနံပိုင်ရှင်တွေဖြစ်ပါတယ်ဒီရက်ပိုင်းတွင်ကျင်းတွေပေါ့တစ်ထီးဖြစ်ပြီးတော့ယေဒနာဘုံကိန်းစိုက်မဲ့နာမည်ပိုင်ရှင်တွေပြောရမယ်ဆိုရင်မမားပါဘူးခင်ဗျအဲ့တော့ဖျားမှာစင်ပြီး3နိုင်အမှုတိုင်3နိုင်လှူဒန်းပူဇော်ပြီးတော့ဘုဒ္ဓဆိုတဲ့ဂုဏ်တော်နေ့စဉ်ပွားများပူဇော်နိုင်တဲ့ဆိုရင်အကောင်းဆုံးပါပဲဒီထက်မကချမ်းသာမှုကြွယ်ဝမှုအောင်မြင်မှုနဲ့ယေဒနာတွေဟာကိုယ်စီရောက်ရှိလာပြီးတော့အေဂျင့်ပါရခြင်းနဲ့ကောင်းမွန်ခြင်းရရှိပါလိမ့်မယ်ခင်ဗျာ